အော်ဒါနဲ့ငါပို့လိုက်တဲ့ message ရလား ဘာမစိတ်လဲဟုတ်ဝင်းကိုတိုက်ဖုန်းနဲ့ပို့ထားတဲ့ message ကနင်ပို့လိုက်တာလား ဟုတ်တယ် နေစမ်းမအောင်နင်ကဘာသဘောနဲ့လုပ်တာလဲ ရှင်းရှင်းပြောရလို့ရှိရင်ဟဲ့ဝင်းကိုတားရဲ့ phone list ထဲမှာနင့်နာမည်တွေ့လို့ငါစမ်းပြီးပို့ကြည့်လိုက်တာအခုချိန်မှာငါယောက်ျားနောက်ကတ်လာတဲ့မြ main ကလေးအားလုံးငါမောင်းထုတ်ပြရမှာပဲအဲ့ငါတာဝန်လေဘာဖြစ်လို့လဲဆိုတော့ဝင်းကိုတိုက်ကငါနဲ့တရားဝင်လက်ထပ်ယူထားတဲ့ယောက်ျားဖြစ်နေလို့ပြီးတော့အချိန်တန်အိမ်ပြန်လာပြီးရောဆိုတဲ့ခက်ညံ့ညံ့ခတ်တုံတုံမင်းမစားမျိုးငါမဟုတ်ဘူး အဲ့ငါနဲ့ဘာဆိုင်လို့လဲဒီမှာမများလဲနင်ကငါရှင်းရှင်းလင်းလင်းပြက်ပြက်တသားပြောထားပြီးသားနော် ဟုတ်ပါတယ်ဒါမဲ့သူ့ဖုန်းထဲမှာနေ့ဖုန်းနံပါတ်နဲ့နေ့နာမည်ကိုတွေ့လိုက်ရတော့ငါအရင်စိုးရင်သွားတယ်နင်းနဲ့ငါလည်းရန်သူရင်ဖြစ်ချင်အောင်မို့ရဲ့တခြားမိန်းမတွေဆိုရင်တော့ငါပြက်ပြက်တသားတိုက်ထုတ်ရဲပါတယ်နင်းကိုကြတော့လေအကျွေးလက်ကျန်ရှိနေတယ်လို့ငါခံစားရတယ်တစ်ခါခါကြတော့လေငါကွညလည်နေပြီလားလို့ခံစားရတယ်သိလား